ကိစ္စတွေအားလုံးပြီးသွားတဲ့နောက်မှာတော့အခုဆိုရင်ကီရီတိုကလည်း ALO ကိုပြန်သွားပြီးတော့ exactly ပါဓာတ်ကိုယူဖို့အတွက်စူးစမ်းနေပါတယ်တငယ်ချင်းတွေကလည်းသူ့ကိုဒီတိုင်းရအောင်အတွက်ကူညီပေးကြမှာပါဇီနွန်ကလည်းသူတို့နဲ့အတူတူ ALO လာကစားခဲ့ပါတယ်သူတို့တွေနဲ့သမီး MBCC ကနေလည်းအကူအညီတွေရခဲ့ကြတယ်သူမက AI ဖြစ်ပြီးအခုချိန်မှာဂျိုင်းယန်တွေကသူမတို့နဲ့မြေကိုလာတိုက်ခိုက်နေတာကြောင့်ကီရီတိုတို့တွေကိုကူညီလာတောင်းနေတာဖြစ်ပါတယ်ပြီးတော့အကြီးဆုံး quest ဖြစ်တဲ့ exactly ပါဓာတ်စိုက်ထားတာကိုလာလွတ်လိုက်ရင်နန်းတော်ကရေပြော်ပြီးပျက်စီးသွားမှာဖြစ်တဲ့ဘရင်ကြီးကသူတို့အားလုံးကိုလဲစားထားတာပါနတ်သမီး AI ကတော့အဲ့ဒီဓာတ်ကိုနှုတ်ယူခံခဲ့ပါတယ်အဲ့ဒီ quest ကိုသူတို့တွေကလက်ခံလိုက်ကြပြီး UE ရဲ့မျက်နှာပြတ်နေတာကြောင့်ဘာဖြစ်တာလဲလို့ကီရီတိုကမေးလိုက်တယ် DFA online ကအခြားသစီနဲ့ဖန်တီးထားတဲ့ Visual MMO ကဘာတွေနဲ့ကွဲပြားပါတယ်ဒါကဒီ game ကိုထိန်းချုပ်ထားတဲ့ Cardinal System ကတခြားအားတွေနဲ့တူတာမဟုတ်ပဲအရင် SAO မှာသုံးထားတဲ့ system အတိုင်းအကုန်ချိုးစိုးတူနေတာကြောင့်ပါအရင် Cardinal System က quest တွေကိုလိုလျောက်ဖန်တီးပေးတဲ့စနစ်ရှိပါတယ်အင်တာနက်ကိုအသုံးပြုပြီးကဘာအနှံ့မှာရှိတဲ့ပုံပြင်နာမည်ကြီးပြပြဟောင်းတွေကိုခြေခံပြီးတော့အဲဒီကနေ story တွေကိုလိုသလိုပြင်ပြီးတော့ကံအတမ်းမရှိတဲ့ quest တွေကိုဖန်တီးနိုင်တယ်ဒါဆိုရင်ဒီ quest က Cardinal ကိုယ်တိုင်လုပ်ထားတာလားလို့ကီရီတိုကမေးလိုက်တဲ့အခါခုနက NPC ရဲ့ပြုမှုကိုကြည့်ရင်သိနိုင်ပါတယ်အဲဒါကြောင့်ဇလန်အတိုင်းဆက်လုပ်သွားမယ်ဆိုရင်ပုံပြင်တွေကအစုံအတိုင်း quest ကပြီးသွားနိုင်တယ် UE ရဲ့တင်ထားတဲ့ချက်လက်တွေရဆိုရင်အခုလောက်ရမယ့် quest က ALO ကိုယ်တိုင်ကနေဖန်တီးထားတဲ့ No Mythology ကိုခြေခံထားတာပါဒါဟာနောက်ဆုံးတိုက်ပွဲကိုရည်ညွှန်းတာဖြစ်နိုင်ကြောင်း UE ကပြောခဲ့ပါတယ် Nick Fine နဲ့ Jordan Hine ကို Nim Blue တွေကကျူးကျော်တဲ့အပြင်ဟိုးအောင်မှာရှိတဲ့ Muse Bear Hine ကမီးဘလူးတွေကပါဝင်လာပြီးကဘာသစ်ပင် Eraze ကိုလောင်ကျွမ်းဖျက်ဆီးလိုက်ကြတယ်နဖျားတွေရဲ့တည်ဆုံခြင်း Ragnarok ဖြစ်နိုင်တယ်လို့ UE ကပြောလိုက်တယ်အဲဒီလိုဆိုရင်တော့မှ Game System ကမြေပုံကိုဖျက်ဆီးဖို့ဆိုတာမဖြစ်နိုင်ဘူးလေလို့ Asuna ကပြောတဲ့အခါ Original Cardinal System ကတော့ Warmap ကိုဖျက်ဆီးနိုင်တဲ့ဒီလှုပ်ဆောင်ခွင့်ရှိတယ်လေဘာဖြစ်လို့လဲဆိုတော့အရင် Cardinal System ရဲ့နောက်ဆုံးလှုပ်ဆောင်ရမယ့်အရာကပြန်နေတဲ့ Aniket နန်းတော်ကြီးကိုဖျက်ဆီးပစ်ဖို့ပဲလို့ UE ကပြောပြလိုက်ပါတယ်သူတို့ရဲ့နောက်ဆုံး quest က Ragnarok ကိုဖန်တီးပြီးဒီကဘာကြီးကိုဖျက်ဆီးပေးရမှာဖြစ်နေခဲ့ပါတယ် Cardinal ရဲ့ auto backup system နဲ့ဆိုရင်တော့မှ Mac ကို backup ပြန်လုပ်လို့မရပါဘူးသူတို့တွေဟာတိုင်ပတ်နေခဲ့ကြပြီဖြစ်ပါတယ် Claim ကတော့ Game Master ကိုဒီအကြောင်းတွေပြောဖို့အတွက်လုပ်ကြည့်ပေမဲ့ဒါဟာသူတို့ရဲ့လုံနာခြင်းဖြစ်နေပါတယ်နတ်သမီးပေးခဲ့တဲ့ဆွဲပြကလည်းမဲတာပြီးဖြစ်တာကြောင့်သူတို့မှချိန်ကမရှိတော့ပါဘူးနောက်ဆုံးအထက်ကိုတက်ဖို့အတွက်ပဲလုပ်လိုက်ကြတော့တယ်တက်ထက်ပြီးတက်ထက်ရှင်းလင်းသွားခဲ့ကြရင်နဲ့နောက်ဆုံး boss ခံမဲ့ကြံมาတော့တယ်လမ်းမှာတော့နတ်သမီးရဲ့ညီမဆိုသူနဲ့တွေ့ခဲ့ပါတယ်သူမဟာဘန်းကန်ထားရတဲ့ NPC ဆိုပေမဲ့ HPR ရှိနေပါတယ်လူဘလူးတွေရဲ့ဘရင် Trine ကမိသားစုအမွေကိုခိုးထားတာကြောင့်အဲ့ဒါကိုလိုက်ဖို့အတွက်ပြောနေခဲ့တယ်နောက်ဆုံးဘရင် Trine နဲ့သူတို့တွေဟာတိုက်ခိုက်ကြရတော့မှာဖြစ်ပါတယ်အစမတန်ကြီးလွန်းနေတာဖြစ်လို့ UE ရဲ့လမ်းညွှန်ချက်တွေကိုနားထောင်ပြီးဘလူးတွေရဲ့ဘရင်ကိုတိုက်ခိုက်နေခဲ့ကြတယ်သူတို့နဲ့အတူတူပါလာတဲ့ဖန်းခံထားရတဲ့ဆိုတဲ့နတ်သမီးကသူ့ရဲ့တူကိုပြန်ရသွားတာနဲ့မိုးချိုးနတ်ဘရာတော်အဖြစ်ကိုပြောင်းသွားခဲ့ပါတယ်ဒီ quest တစ်ခုလုံးမှာပါတဲ့နာမည်တွေက Norse Mythology တွေထဲကပါဒီအကြောင်းတွေကိုသိချင်ရင်တော့ကျွန်တော်ရဲ့ Mythology Hub Channel လေးပြန်တက်တွင်နေချိန်ကြရင် Mythology နဲ့ဆိုင်တာတွေကိုကြည့်လို့ရမှာပါဗျစိတ်ဝင်စားရင်တော့ Subscribe လေးလုပ်သွားပေးလို့ရပါတယ်လူဘလူးတွေရဲ့ဘရင်ကိုနိုင်ရသွားပြီးတဲ့နောက်မှာတော့ Legendary Item Majonia ကိုရရှိခဲ့ပါတယ် Quest ကအခုထိမပြီးသေးပဲနဲ့နန်းတော်ကြီးတစ်ခုလုံးကတုံးလုံးနေခဲ့ပြီးဘရင်ပလင်နောက်ကလေကားကနေသူတို့တွေဟာဆင်းလိုက်ကြပါတယ်အဲ့ဒီမှာမြင်လိုက်ရတာကသူတို့တွေလူချင်းနေခဲ့တဲ့ Exactly ဘာဓာကြီးဖြစ်ပြီး Exactly ဘာဓာကြီးကိုတော့ Kirito တယောက်ဟာဆွဲနှုတ်နေခဲ့ပါတယ်ခီရီတိုတယောက်ဓာတ်ကိုဆွဲနှုတ်လိုက်တဲ့ချိန်မှာတော့ Eraze တစ်ပင်ကြီးကပြတ်ထွက်သွားပြီးသူတို့တွေအကုန်လုံးကအောက်ကိုပြုတ်ကျနေခဲ့ပါတယ်ရေရီဟာလည်းအရင်အတိုင်းပြန်ထွက်လာခဲ့ပြီးကဘာတစ်ပင်ကြီးကအသက်တက်တွေရနေတာကြောင့်အရာရာတိုင်းဟာစိမ့်လန်းဆိုပြီးလှပလာခဲ့ပါတယ် Quest ပြီးသွားတဲ့အနေနဲ့ခီရီတိုကသူ့ဓာတ်ကိုလက်ဆောင်ရခဲ့ပါတယ်ခီရီတိုကတော့သူလုံးနေတဲ့ project နဲ့ UE ကို coffee ဆိုင်ထဲကိုပါခေါ်လာနိုင်ခဲ့ပြီးဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့တွေဟာစားပွဲတောက်ပွဲလုပ်ခဲ့ကြတယ်ခီရီတိုစူးစမ်းလုပ်ကင်နေတဲ့ project ရဲ့နာမည်က Megatronic လို့ခေါ်ပါတယ်သူတို့တွေဟာကတည်းရဲ့အထက်21ကနေပြီးတော့30အထိကိုရောက်နိုင်ခဲ့ကြပါပြီတကယ်လို့သာနောက်ထပ်တစ်ထပ်ကိုဖွင့်နိုင်ရင်တော့အာဇူနာနဲ့ခီရီတိုတို့တွေတူတူနေခဲ့တဲ့တက်သားရင်တွေကိုပြန်ဝင်လို့ရမှာဖြစ်တယ်မြေပုံပိုင်းမှာတော့နည်းနည်းကွာခြားမှုရှိတယ်အောင်နိုင်စွာဖွင့်ပြီးသွားတဲ့နောက်မှာတော့ခီရီတိုအာဇူနာယူရီတို့တွေဟာသူတို့သွားကျင်ခဲ့တဲ့တက်သားရင်တွေစီကိုနောက်တစ်ချိန်ပြန်ရောက်နိုင်ခဲ့ကြပါပြီဂိမ်းအသစ်မှာတော့အရင်ကလူတွေရဲ့ scale တွေကိုပို့ပြီးတော့ upgrade ထားပါတယ်ဒီဂိမ်းမှာနာမည်ကြီးနေတဲ့ဓာတ်ရဲ့နာမည်ကဇကန်လို့ခေါ်ပါတယ်ခ
ခီရီတိုဟာအခုတလောအိတ်လိုပဲနေနေတာကြောင့်တငယ်ချင်းတွေကသူတကယ်စူးစမ်းပြီးတော့တိုက်နေတာလားဆိုတာကိုတန်တရားဝင်နေကြပါတယ်ခီရီတိုဟာဒါနှစ်ချောင်းသုံးနေတာမဟုတ်တော့အစွမ်းကုန်တိုက်ခိုက်နေတာမဟုတ်ဘူးလို့ပြောလို့ရပါတယ်တာမန်ဂိမ်းတွေမှာဆိုခီရီတိုတယောက်စွမ်းကုန်ထုတ်သုံးတာမျိုးမြင်ရတော့မှာမဟုတ်ပါဘူးပြောရရင်ခီရီတိုအတွက်အစွမ်းကုန်တိုက်ခိုက်ဖို့ကဂိမ်းရဂိမ်းမဟုတ်တော့ဘဲနဲ့ VR ကဘာကလက်တွေ့ကဘာလို့ဖြစ်သွားမှာပဲဖြစ်နိုင်ပါတော့မယ်သူဒီအတိုင်းထိုင်နေရင်တောင်မှပြဿနာတွေကသူ့စီကိုရောက်လာနေတာလေလီဖာကတော့သူရှော့တိုက်တယ်လို့မတင်ချောင်းကိုပြောခဲ့ပါတယ်ဘာလို့လဲဆိုတော့နောက်ဆုံးတိုက်ကွက်လုံးဝမလုပ်တော့တဲ့အချိန်မှာခီရီတိုကဇက်ကန်ကိုတခုခုလှန်ပြောနေတာကိုသူတွေးလိုက်ကြောင်းအဲ့ဒီနောက်တော့ခီရီတိုကရှုံပေးလိုက်တာဖြစ်နိုင်ကြောင်းကိုပြောလိုက်တယ်မတင်ကားစရာကောင်းနေတာတော့မှန်ပါပဲအဲ့ဒါကြောင့်အာဇူနာကသူ့သွားစိတ်ခေါ်ပြီးတော့တိုက်မယ်လို့ပြောလိုက်ကဇက်ကန်ကိုဘာပြောလိုက်လဲဆိုတာကိုမေးမယ်လို့ပြောခဲ့ပါတယ်အာဇူနာကပြင်ပကဘာမှာမိဘတွေမိတ်ဆက်ပေးနေတဲ့လူတွေနဲ့လည်းတွေ့နေရပါသေးတယ်သူမဟာမိဘတွေရဲ့ထိန်းချုပ်မှုအောက်မှာနေရတာဖြစ်ပြီးသူမကိုကြောင်ပြောင်းဖို့အတွက်လည်းစီစဉ်နေကြပါတယ်သူမရဲ့မိကခီရီတိုနဲ့သူမကိုလုံးဝသဘောမတူနိုင်ဘူးလို့ပြောလိုက်ပါတယ်ဒီနေ့မှာတော့အာဇူနာကဇက်ကန်နဲ့တိုက်မှာပါ list ပြောပြခဲ့တဲ့အကြောင်းအရာကိုခီရီတိုကိုမေးလိုက်တဲ့အခါမှာတော့ခီရီတိုကဇက်ကန်ကိုဒီကဘာထဲမှာနစ်မြုပ်ပြီးတော့အသက်ရှင်နေတာလားလို့မေးခဲ့တာပါတယ်အဲ့ဒီလူက VR ကဘာတစ်ခုထဲမှာပဲနစ်မြုပ်ပြီးကစားနေတာမဟုတ်ပဲဖူးတိုင်းနီးပညာရဲ့တီထွင်မှုတစ်ခုလားလို့ထင်ရတယ်လို့ကီရီတိုကပြောပြခဲ့ပါတယ်အာဇူနာကိုလည်းကိုယ်တိုင်သွားပြီးဖြေရှာဖို့အတွက်ပြောလိုက်ကဟိုရောက်တဲ့အချိန်မှာတော့ဇက်ကန်ဆိုတာကအမျိုးသမီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်တော့အာဇူနာနဲ့ဂျူရဲလုပ်ခဲ့ပြီးသူမရဲ့နာမည်ကယူအီလို့ခေါ်ပါတယ်အာဇူနာဟာပြင်ပကဘာကစိတ်တန်ရာတွေကိုဓာချက်တွေရဲ့ပြည့်တုံးကြရင်အကောင်းဆုံးတိုက်ခိုက်နေခဲ့ပါတယ်ဘယ်သူမှမမြင်ဘူးသေးတဲ့ဇက်ကန်ရဲ့ဓာကွက်ဆက်တစ်ချက်ကိုပါအာဇူနာတယောက်နဲ့ရင်ဆိုင်ရမှာတုံ့နှာခဲ့ရပါတယ်။အဲ့ဒီနောက်တော့သူမကအာဇူနာကိုတိမ်တွေပေါ်ကိုခေါ်သွားခဲ့ကအကူအညီတောင်းခဲ့ပါတယ်။တော်တော်ကိုကြောင်တောင်းနိုင်တာပါ။ပြီးတော့သူရဲ့ခီးစီကိုအာဇူနာကိုခေါ်သွားခဲ့ပြီးသူမတို့ကဒီရထက်ကိုမွန်စတာကိုတိုက်ခိုက်ချင်နေတာကြောင့်သူတို့နဲ့အတူတူကူတိုက်ပြီးပါလို့တောင်းဆိုလိုက်ပါတယ်။ပါတီခုနှစ်ခုနဲ့တိုက်ခိုက်ရမယ့် boss ကိုသူတို့တွေကတပွဲတွေနဲ့တိုက်ခိုက်ချင်နေကြတာပါ။သူတို့6ယောက်ကတခြားကင်းကနေလာပြီးတော့ခင်လာကြတဲ့သူတွေပါ။သူတို့တွေဒီနေရာဒီအထိပဲအတူတူရှိနိုင်ကြမှာဖြစ်တယ်လို့ပြောလာပါတယ်။ boss ကိုအနိုင်တိုက်နိုင်ရင်ပထမတက်စတင်ရမျိုးကနန်းတော်မှာဓာသမားရဲ့နာမည်ပေါ်လာတတ်ပါတယ်။အဲ့ဒါကြောင့်သူတို့တွေကစူးစမ်းချင်နေကြတာပါတီခုနှစ်ခုနဲ့တွားတိုက်ရင်ခေါင်းဆောင်နာမည်တွေပဲကြံမှာဖြစ်ပြီးတော့တပွဲတည်းတွားတိုက်မယ်ဆိုရင်တော့အကုန်လုံးရဲ့နာမည်ကပေါ်လာမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်လဲဇက်ကန်ဆိုတဲ့နာမည်နဲ့သူမဟာပွဲဝင်တယောက်ကိုရှာနေခဲ့တာပါ။အာဇူနာတယောက်အခုမှအရင်တုန်းကစောခဲ့တယ်လို့မျိုးခံစားချက်ကောင်းကောင်းရနေခဲ့ပါတယ်။သူမကခီရီတိုကိုဘာလို့မခေါ်လဲလို့မေးတော့ခီရီတိုကသူမရဲ့လျှို့ဝှက်ချက်ကိုတီးသွားလို့ပါတယ်။အခန်းထဲကနေထွက်လာတော့အာဇူနာတယောက်ဟာ disconnect ဖြစ်သွားပါတယ်။သူမအမိကလာပြီးတော့ပြုတ်သွားခဲ့တာကြောင့်သူမဟာရန်ကိုဝမ်းနေနေခဲ့ပါတယ်။အခုတော့သူတို့တွေဟာ boss ကိုစမ်းတိုက်ကြည့်ဖို့အတွက်ဝင်သွားခဲ့ကြပြီးခေါင်းနှလုံးနဲ့ blue တကောင်ကိုရင်ဆိုင်ကြတော့သူတို့တွေကရှုံးပြီးပြန်လာခဲ့ရတယ်။သူတို့တွေ boss ကိုတိုက်နေတော့မှခိုးကြီးနေတဲ့ဖွဲ့ရလည်းရှိနေခဲ့ပြီးမိနစ်30အတွင်းပြန်တိုက်ဖို့အတွက်တွားလိုက်ပေမဲ့အဲ့ဒီလူတွေကရောက်တောင်နေခဲ့ကြပါပြီ။ယူကီကတချို့အရာတွေမှာစကားနဲ့ပြောလို့မရတာတွေရှိကြောင်းကိုပြောလိုက်တော့အာဇူနာတယောက်အခုကြုံနေရတဲ့အခြေအနေနဲ့သူမအမိနဲ့ဆက်ဆံရေးကိုတွေးမိသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အဖွဲနှစ်ခုကြားတိုက်ခိုက်ဖို့လုပ်လိုက်ကြတယ်။ခီရီတိုကလည်းရောက်လာပြီးတော့သူမတို့တွေဘက်ကနေတိုက်ခိုက်ပေးခဲ့ပါတယ်။အခုဆိုရင်ခီရီတိုဟာအမြန်ဆုံးမော်ကိုတောင်မှတနက်ကြီးစံတဲ့ပုံနီးနေတာကြောင့်ခုတ်ပြတ်နိုင်နေခဲ့ပြီးဖြစ်ကအာဇူနာတို့တွေကိုတော့ boss ကိုတပ်ဖို့အတွက်ဝင်ခိုင်းလိုက်ပါတယ်။သူကတော့အဲ့ဒီလူတွေကိုရှင်းပေးနေခဲ့ပြီးခလိုင်းတို့တွေကလည်းလာရောက်ကူညီပေးနေကြတယ်။အာဇူနာတို့တွေဟာဒီတစ်ခေါက်မှာတော့ boss ကိုနိုင်တိုက်ခိုက်နိုင်သွားကြပါတယ်။အာဇူနာကသူမအိမ်မှာပါတီပေးဖို့အတွက်ခေါ်သွားခဲ့ကစားတောက်ပြီးနန်းတော်ကိုတွားကြည့်တော့သူတို့နာမည်တွေကပေါ်နေခဲ့ပြီးဖြစ်ပါတယ်။သူတို့တွေစုပြီးဓာတ်ပုံရိုက်လိုက်ကြပြီးတဲ့နောက်ယူကီတယောက်ဟာငိုပြီးတော့လောလှုပ်သွားခဲ့ပါတယ်။ရက်တော်ကြတာတော့မှအကုန်လုံးကလောရင်ကိုတော်တော်နဲ့ပြန်ဝင်မလာကြတော့ပါဘူး။သူမဟာရန်ကိုဝမ်းနေသွားခဲ့ပြီးအာဇူနာဟာမိဘတွေကြောင့်လဲစိတ်ချင်းချက်နေခဲ့ရတာဖြစ်ပါတယ်။ခီရီတိုကတော့သူ့ရဲ့ project ကိုဆက်လက်လှုပ်ဆောင်နေခဲ့ကအာဇူနာကရောက်လာပြီးတော့ဖတ်ထားခဲ့တယ်။ခီရီတိုကဇက်ကန်ကိုဘလို့ပဲဖြစ်တွေ့ကျင်လာလို့မေးခဲ့ကမတွေ့တာကောင်းဆုံးဖြစ်မယ်လို့လည်းပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့လိပ်စာတစ်ခုကိုပေးလိုက်တယ်။ဒီဆေးရုံကဂျပန်ရဲ့ Medicube ကိုစမ်းတက်နေတဲ့တခုတည်းသောဆေးရုံဖြစ်ပြီးဆေးရုံကိုရောက်တဲ့အချိန်မှာတော့ယူကီရဲ့ဆရာဝန်နဲ့တွေ့ခဲ့က Medicube ညီပညာကျောင်းကိုရှင်းပြခဲ့ပါတယ်။ Medicube ကကမ္ဘာပေါ်မှာပထမဆုံးဆေးပညာဆိုင်ရာဖူးတိုင်းညီပညာကိုတုံ့ပြန်ထားတဲ့စက်ပစ္စည်းရဲ့လိုဘက်နာမည်လေးဖြစ်တဲ့မျက်မမြင်နားမကြားတွေအတွက်ရောကိုယ်ခန္ဓာမလှုပ်ရှားနိုင်တဲ့သူတွေကိုပါ Atmosphere နဲ့ Visual World မှာ AR သဘောမျိုးလုပ်ပေးနေတာလေးဖြစ်ပါတယ်။အဲ့ဒါကတကယ်ကိုအိမ်မက်ဆန်ပြီးတင်နိုင်ချင်းမြင့်တဲ့လူနာတွေရဲ့အတွက်အသုံးပြုပေးနေတာဖြစ်တဲ့အဲ့
အဲ့ဒီနောက်မှာတော့ယူကီရဲ့ခံကိုခေါ်သွားပေးခဲ့ကယူကီဟာမွေးတဲ့အချိန်တုန်းကသွေးတွင်းခဲ့ရပြီးတော့သွေးမှာဗိုင်းရပ်စ်ပါနေခဲ့တာပါတိရှိချိန်ကနောက်ကျသွားခဲ့ပြီးသူ့မှာ AID ရဲ့ယောဂခံစားခဲ့ရပါတယ်စောစောတာတွေးရှိခဲ့မယ်ဆိုရင်မှန်ကန်တဲ့ဇေဝတွေနဲ့နှိရှေကြယောဂလက္ခဏာစမပြအောင်လို့ထိန်းချုပ်ထားလို့ရပါတယ်အခုချိန်မှာတော့ယူကီကိုအာမူစပီယာနဲ့ချိတ်ဆက်ထားတဲ့စက်ကြီးနဲ့ထားထားရပါတယ်ယူကီဟာအသက်၄တန်းရွယ်မှာကတည်းကယောဂလက္ခဏာစပြလာတာကြောင့်ဆေးရုံပေါ်မှာတင်ထားခဲ့ရတာပါနာ့ဖ်ကီယာပြဿနာကြောင့်ထိတ်လန့်နေတဲ့အချိန်မှာမက်ဒီကျူဘိုက်ဆက်ကိုစမ်းတက်တာပြီးသွားခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်လဲစမ်းတက်မဲ့လူနာမရှိတော့တဲ့အပြင်နာ့ဖ်ကီယာတက်စားပေါင်းများစွာပြင်းထန်တဲ့လျှက်စစ်လိုင်းတွေနဲ့ရေရှည်တီးတွေးဖို့ကဘေးထွက်ဆိုချိုးကိုမတီးတာကြောင့်ဘယ်သူကမှမစမ်းတက်ရဲခဲ့ကြပါဘူးယူကီရဲ့မိသားစုတွေကခက်ခက်ခဲခဲဆုံးဖြတ်ချက်ကိုချပြီးတဲ့နောက်မှာတော့အသက်ကိုဆက်ထားလို့ရနိုင်တဲ့ဒီနည်းပညာကိုအသုံးပြုခဲ့ပါတယ်ယူကီယာအဲ့ဒါကြောင့်ပဲ Virtual World တွေကိုတစ်ခုပြီးတစ်ခုတွားပြီးတော့နေခဲ့တာပါအခုချိန်မှာတော့ Medicube ရဲ့စွမ်းအားနဲ့သူ့ရဲ့နာကျင်မှုတွေကိုလျှော့ချပြီးနေရတာလည်းဖြစ်ပါတယ်24နာရီလုံးဖူးတိုင်းလုံးနေခဲ့တာက3နှစ်ရှိသွားခဲ့ပြီဖြစ်တဲ့ယူကီကကင်မရာကနေသူတို့တွေကိုကြည့်နေခဲ့ပြီးသူမရဲ့အခြေအနေဟာအချိန်မရွေးတည်သွားနိုင်ပါတယ်သူ့ကိုတွေးဖို့အတွက်ယူကီကပထမဆုံးတွေးခဲ့တဲ့တစ်ပင်ကြီးနာကိုလာဖို့ပြောခဲ့ပါတယ်အာဇူနာနဲ့စကားတွေအများကြီးပြောခဲ့ကြပြီးတော့ယူကီကသူမရဲ့စန္ဒတစ်ခုဟာကျောင်းကိုသွားချင်တာလို့ပြောတော့အာဇူနာကကီရီကိုလုံနေတဲ့ project ကိုတတိယသွားခဲ့ပါတယ်အာဇူနာကသူမရဲ့ပကုံးမှာကင်မရာတက်ပြီးယူကီကိုချိန်ပေးလိုက်တယ်။အဲဒီလိုနဲ့ယူကီတယောက်စာတင်ခန်းထဲမှာစာတင်လို့ရခဲ့ပါတယ်။စစ်ရာကသူမကိုလည်းစာဖတ်ခိုင်းခဲ့တယ်။သူမသွားခြင်းတဲ့နေရာတွေကိုလည်းအာဇူနာကလိုက်ဖို့ပေးခဲ့ပါတယ်။ယူကီနဲ့စကားတွေပြောပြီးတဲ့နောက်အာဇူနာဟာလည်းသူမဖြစ်ချင်တဲ့ဆန္ဒတွေကိုတတိရှိရှိနဲ့ပြောနိုင်ခဲ့ပါတယ်။ပြီးတော့သူမရဲ့မိကိုလည်း Virtual World ကိုဝင်ဖို့အတွက်ခေါ်လာခဲ့တယ်။ပြီးတော့သူမငယ်ငယ်ကအဖိုးအဖွားအိမ်ကိုတဘောကြတဲ့အကြောင်းတွေကိုပြောခဲ့ကသူမရဲ့မိဟာသူမပြောတဲ့စကားတွေကိုကြားပြီးတော့ငိုနေခဲ့ပါတယ်။သူမဖြစ်ချင်တာတွေကိုလည်းအဲ့ဒီနောက်ပိုင်းမှာတင်းကျပ်မလုပ်တော့ဘဲနဲ့လက်ခံပေးလာခဲ့တဲ့ယူကီအပါအဝင်တခြားလူတွေနဲ့အတူ ALO မှာသူတို့တွေကပျော်ပျော်ရွှင်ရွှင်နေခဲ့ကြပါတယ်အပြင်ကဘာမှာလည်းသူတို့သွားချင်တဲ့နေရာတွေစီကိုတငယ်ချင်းတွေနဲ့တူတူတွားခဲ့ကြတယ်ယူကီရဲ့အခြေအနေကလည်းပိုပြီးတော့ဆိုးရွားလာနေခဲ့ပြီးသူတို့တွေတွေ့နေကြတစ်ပင်တယောက်ကိုပြန်ခေါ်လာခဲ့ပါတယ်ယူကီကသူမရဲ့ original source ကိုအာဆူနာကိုပေးလိုက်ကစကီရဲ့နာမည်က Mother Rosario လို့ခေါ်ပါတယ်ယူကီရဲ့နောက်ဆုံးချိန်ကိုအကုန်လုံးကလာပြီးတော့အားပေးနေသိမ့်ခဲ့ကြပြီးတခြားဂိမ်းတွေကဇက်ကောင်တွေကစားသမားတွေကလည်းအကျွေးမဲ့တာသမားဇက်ကန်ယူကီရဲ့နောက်ဆုံးချိန်ကိုလာရောက်ပြီးတော့နှုတ်ဆက်ခဲ့ကြပါတယ်အကုန်လုံးကယူကီသွားတော့မဲ့နောက်ဆုံးခရီးရဲ့အတွက်လိုက်ဖို့ပေးကြတာဖြစ်တယ်အသက်ရှင်ရမယ်အကြောင်းပြချက်မရှိရင်တော့အသက်ရှင်လို့ရပါတယ်အသက်တာမရှင်နေဘူးဆိုရင်ဒီလိုပျော်ရွှင်မှုကိုမရနိုင်တော့ဘူးလေအာဆူနာရဲ့လက်ပေါ်မှာပဲယူကီဟာဆုံးမသွားခဲ့ပါတယ်အခုဆိုယူကီစီကရခဲ့တဲ့အချက်လက်တွေနဲ့ Medicube နီးပညာကိုတုံးပြီးတနိုင်ငံလုံးကိုကူပေးနိုင်တော့မှာပါ Medicube ဇက်ကိုတီထွင်ခဲ့တဲ့လူကအဖွဲ့အစည်းတွေနဲ့မပတ်သက်တဲ့လူဖြစ်ပြီးအလကားပေးခဲ့တာဖြစ်ကြောင်းဆရာဝန်ကပြောပြခဲ့ပါတယ်သူမရဲ့နာမည်ကိုတော့ Professor Kojiro Ringo လို့ခေါ်ပါတယ်အဲ့ဒီနာမည်ကိုကြားတဲ့အခါမှာတော့ Kirito ကသူ့တွေ့ဘူးကြောင်းသူမက dive လုပ်နေတဲ့ Hikley ရဲ့ခန္ဓာကိုယ်ကိုစောင့်ရှောက်ပေးခဲ့ကြောင်းသူနဲ့အတူတူတက်ခွဲခန်းတစ်ခုမှာ Food တိုင်းနီးပညာကိုလေ့လာခဲ့တာဖြစ်ကြောင်းပြောချင်တာက Medicube ကိုမှန်တကယ်တီထွင်ခဲ့တဲ့လူဟာခါယာဘအာဂီဟီကိုဖြစ်ကြောင်းကီရီတိုကရှင်းပြလိုက်ပါတယ်ခါယာဘအာဂီဟီကိုဆိုတဲ့လူကလူအတက်တွေကိုတက်ခဲ့တဲ့ဆိုပြီးနာကြီးနိုင်ပေမဲ့လူသားမျိုးနွယ်တွေအတွက်အကောင်းဆုံးဖြစ်လာမယ့်ຢာတွေကိုလည်းတီထွင်ခဲ့ပါသေးတယ်စောဟက် online season 2ဖြစ်တဲ့ Gange online ကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ် season 3ကိုတော့မကြခင်မှာတင်ဆက်ပေးတော့ပါမယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုရင် like လုပ်ပေးခဲ့ပြီးတော့ channel လေးကိုလည်း subscribe လုပ်ထားပေးလို့ရပါတယ် bye bye guys see you in this video